ဒီနေ့ကတော့ကျွန်တော်တို့တာဖားတွေသမီးတွေသားတွေကစုံရက်ဆိုင်ကြပါတော့ဗျာဒါကစုံရက်ဆိုင်ပြီးတော့မြေပြန်ဖို့ငါတော့တာကြီးပေါ့သူ့နာမည်ကဒိုနီအမဟုတ်ပါသူ့နာမည်လာဦးအေလီအိုဒါ organic စစ်လေးတွေဖြစ်တယ်နော် organic ပဲဒါတော့စပါးခွန်းနဲ့နွားချီနဲ့လောက်ထားတဲ့မြေအကုန်ပိတ်မဟျောင်းဟုတ်ပါဒီမှာရှိသေးတယ်ဒီတိုင်းနဲ့မြာလီအိုဒီသမီးနဲ့မြာပပထွေးပပဝင်အခုကကျွန်တော်တို့ကအမေရိကန်မြို့မှာနေပါတယ်အမေရိကန်မြို့မဲဆောက်ဖြစ်ပါတယ်ဗျာဒီဘက်ကရပြီမရသေးဘူးအစီအကျမပေးပေါ့နော်ဒါတော့ရေပေါ့နော်ရေကိုဒီလိုဖွင့်ရတယ်နော်တချို့လူကမသိဘူးရေကိုဒီလိုလိုက်ဖွင့်တယ်ဒီလိုဖွင့်ရေကမလာဘူးရေကိုဒီလိုဖွင့်ရတယ်โอเคမှတ်ထားဒါပူးစုတာပါဒါတော့ပေတော့ရှိကိုတညာစိတ်နဲ့ကစုံရွက်ကိုတညာစိတ်နဲ့ဒါလည်းပေတော့ရှိပဲမှာမတူမှကြောက်လို့ဖြေပြအဲ့လိုစိတ်ပြီးမှအစာရတော့ပို့ထွက်တယ်ပေါ့နော်ဟိုမှာတော့ကျွန်တော်တို့ဟိုမနေ့ကကျွန်တော်မှကလေး16ယောက်ရှိတယ်အဲ့ဒါကိုကျွန်တော်တို့တွေဒါကျူလေးလုံးချုံမှုတ်လေးစုံစိမ့်သားငပိလေးစုံနဲ့တပူကိုတစုံထည့်လိုက်ခလောက်ပြီးတော့ပေါ့နော်အဲ့လိုလောက်ထားလိုက်အဲ့ဒါဝဲမြေကြီးတွက်ရောပင်တွက်ပေါင်းတော့ဒါတော့ခဏပေါင်းထားတဲ့ဝဲအဲ့လိုရှိတယ်နော်အခုကအရွက်တွေကဈေးမှာဆိုရင် organic မဖြစ်ဘူးလေအဲကြောင့်မို့ organic ပဲစိုက်ရတယ်โอเคအလုံးကျေးဇူးတောင်းပါတယ်ဗျာဒါတော့နေပလန်ပြီးရင်ညနေတိုင်းဒီလိုလှုပ်ပြရမယ်နော်တလားဆိုအရောင်ပြောင်းသွားမှာ这个还没，这个，然后再喂。